Udi Autodesk Comiaထုတ်တဲ့ AutoCAD Structure Detail Link ဆိုတဲ့ software ကိုသုံးပြီးတော့ River Vanish ကိုထုတ်တဲ့ဟာကိုပြမှာကြတယ်အဲ့တော့ဒီမှာဒီ software ကိုရှိဖို့လိုအောင်เนาะဒီ software AutoCAD Structure Detailing 2015ဒီ software ရှိဖို့လိုတယ်အဲ့တော့ဒီမှာဒီ ASD AutoCAD Structure Detailing Reinforcement ဒီကောင်မထည့်နဲ့ဒီကောင်သွားမယ်အဲ့တော့မှာ Beam ဆိုတာယူလိုက်Beam ပေါ်လာတော့အခုဒီမှာနမူနာလောက်ထားတာက12ပေခန့်12ပေ span နှစ်ခန်းပေါ့နှစ်ခန်းကိုနမူနာပြရတယ်အဲ့တော့ geometry ကိုသွားရဒီမှာနာမည်ပေးရမယ် beam နာမည် ground beam ကဘယ်လောက်လဲတစ်ခုတည်းလားနှစ်ခုလားနှစ်ခုဆိုရင်ဒီမှာအရေးတော့ထည့်ပေးလိုက်အောင်မယ်အဲ့တော့ B ဆိုတာဒီကောင်6လက်မ H က height ပေါ့တပေ6လက်မတပေနောက်ဒီဘက်အစွန်ဆုံးစဉ်ဆုံးရဲ့ဒီ column width က6လက်မဒီဘက်အစွန်လည်း6လက်မ span က12ပေနော်ဒီဘက်တစ်ချမ်းဒီဘက်ချမ်းကိုလည်းဒီမှာ6လက်မ12ပေ6လက်မဒီမှာ9စနစ်ဆိုရင်ဒါပြီးပြီပြီးသွားရင် start up မှာဘယ်ပုံစံကိုသွားမှာလဲဒီမှာဒီပုံစံရှိတယ်ဒါရှိတယ်ဒီမှာဒီကရိုးရိုးပြီးလေးဆိုတာပဲသွားမှာပေါ့နော်ဒီမှာ start up ကဒါ 3/8 သုံးခုလုံးgrade 40 135 cover တက်လက်မကွဲပြီးရင် start up distribution start up မှာသူကဒီလိုရိုးသွားမှာလားဘာမှမလိုဘဲနဲ့အကုန်လုံးတညီတဲ့သွားမှာလားဒီလို end မှာစိတ်မဲ့ mid မှာကျဲမယ်ဟိုဘက် end မှာလည်းစိတ်မယ်ဆိုတော့ကိုကဒီကောင်ကိုဒီစနစ်နဲ့သုံးတာเนาะအဲ့တော့ဒီမှာသူက S1 ဆိုတာ DS spacing ပေါ့ဒီကောင်ရဲ့ spacing က4လက်မကြာ S2 6လက်မကြာ S3 လည်း4လက်မကြာနောက်က DL ဆိုတာဘင်း column နှစ်ခန်းနေပြီးတော့ဒီနောက်ဆုံး link ရဲ့အကွာအဝေးအဲ့ဒါ E-sign code က2လက်မကျော်တာဆို2လက်မနော်ဒီဘက် DR မှာလည်း2လက်မပဲနောက်က L1 ကဒီ L1 ရဲ့ဒီအရှည်က E-sign code က 2H ဘင်းရဲ့2ဆဆိုတော့ဒီမှာဘင်းက2ပေ1ပေဆိုတော့2ပေပေါ့ဒီဘက် L3 လည်း2ပေနောက်တချို့ကဒီနေရာကို L/4 ထားကြတယ်နော်အဲ့ဒါကတော့ကိုယ်သဘောပဲ L/4 ဆိုတော့တမျိုးပြောင်းရမယ်ဒီမှာတော့ASIAN code ကပြောတဲ့အတိုင်းပဲ 2H နဲ့ပြထားတာပေါ့နော်အဲ့တော့ဒါပြီးသွားပြီဒီဘက်တစ်ချမ်းလည်းထုံနေကောင်းမယ်အတူတူပဲS1 က4လက်မ S2 6လက်မဒီမှာ4လက်မနောက်က DL ဆိုတာကဒီ column နှခမ်းနဲ့နောက်ဆုံးခွင်းရဲ့အကွာဝေး2လက်မ DR 2လက်မနောက်က L1 2H ဒီကောင် L3 လည်း 2H ဆိုတော့2ပေဘင်းဆိုင်ကတပေဖြစ်တဲ့အတွက် 2H ဆိုတော့2ပေပေါ့နောက်တစ်ခါပြီးသွားပြီဒါ start up ပြီးသွားပြီ main bar မှာသူ bottom bar မှာ 5 short 5ဆိုတာ 5/8 ချောင်းမူလုံးနောက်အဲ့ဒါတွေ unit ပြောင်းလို့ရတယ်နော်နောက်မှအဲ့ဒါလိုက်ပြအရှည်ကြီးပဲဆိုတော့ပြလို့မပြောတော့ဘူးနောက်ဒီမှာ grade hook က90 degree ပေါ့ဒီဘေးရဲ့အမြင်ဒီကောင်တပေဆိုတော့3လက်မနှုတ်တော့ကာဘာတက်လက်မခွဲ3လက်မနှုတ်တော့6လက်မပေါ့အဲ့တော့8လက်မထားလိုက်တယ် LA လည်း8လက်မ LB လည်း8လက်မနောက်တစ်ခါဒီကောင်ကတော့ဘာမှာလည်းဒီတိုင်းပဲဒီကောင်က
90 90မလို့ဒီကောနာမည်ပြရမှာဒီတော့90ဆိုဒီတော့ထပ်ကွေးလိမ့်မှာဟောနာမည်ပြရမှာနော်ဒီကောလည်းနာမည်အဲ့တော့ရှစ်လက်မှာကြာပြီး additional ပါဒါ main ပါဘေးဘက်နှစ်ချောင်းပေါ့မရေတော့ကနှစ်ချောင်း additional ပါလာပြီ additional ပါကဒီ top ဘာမှာဒီတကောင်အလဲကောင်ပေါ့ချောင်းမူလုံးတစ်ချောင်းဒီအခြေ L L အကောင်ကဟိုပါပေါ့ 0.25 L ဆိုတော့0.25 အမှန်တော့ဒီ12ပေကို4နဲ့စားမှာ3ပေပေါ့အဲ့တော့ဒီမှာတစ်ဖက်3ပေထားရတယ်တစ်ဖက်3ပေထားတော့ n ဆိုဒီဘက်ချမ်းတော့ဒီဘက်မပတ်လာသေးဘူးဒီဘက်ချမ်းမှာလည်းတစ်ချောင်းနဲ့3ပေဒီအကွာဝေးရတော့8လက်မှတော့ဒီဘက်ပြန်လာမှာဒါထည့်ပြီးသားဒီမှာတူပဲ3ပေချောင်းမူလုံးခေါင်းလည်း3ပေ8လက်မှဆိုတော့ဒါ additional ပြီးသွားပြီ additional top bar ပြီးသွားပြီ additional bottom bar next bottom bar မှာဘေးနှစ်ဖက်မလိုတော့ဘူးပြီးတော့ အလဲကောင်မှာပဲတစ်ချောင်းထည့်မှာဆိုတော့ဒီကွာဝေးက0.25 L ပေါ့0.125 L L by 8 ဆိုတော့ထားပါတော့12ပေဆိုတော့8နဲ့စားတော့3ပေတပေခွဲဆိုတော့ဟိုဘက်တပေခွဲဒီဘက်တပေခွဲဆိုတော့3ပေ12ပေတော့9ပေကိုတဝက်တော့4ပေခွဲဘာလို့လဲဆိုတော့ဒီမှာသူကဒီအလဲကောင်ရဲ့တဝက်ကိုပြထားတာပေါ့အဲ့ဒါကြောင့်4ပေခွဲဒီဘက်4ပေခွဲနောက်ဒီဘက်ချမ်းလည်းတူပဲ4ပေခွဲပြီးတော့ကျွန်တော်bar division ဆိုတာကဒါလက်ပိန်ဆက်တဲ့ဟာပေါ့ဟောပေ40တဲ့ကြော်နေသူကအော်တိုဆက်ပေးတာရှိတယ်ကိုကလိုချင်တဲ့အဆက်ထည့်လို့ရနော်ဒီမှာတော့ပေ40မကြော်တဲ့အတွက်ထားလိုက်တော့ဟော session မှာ3ခုဆွဲမလား2ခုဆွဲမလားဒီ3ခုလုံးပြမှာတော့ normally က3ခုပဲပြမှာအဲ့တော့ပြီးသွားပြီအဲ့ဒါဆို okay နှိပ်လိုက်တော့ generate လုပ်နေလိမ့်မယ်အဲ့မှာတခါတည်းပုံဆွဲပြီးသားထွက်လာပြီဗျာခုနကကိုပေးထားတဲ့ဟာတွေဆွဲပြီးတော့မှာချောင်းမူလုံး2ချောင်းနော်ချောင်းမူလုံး4ဒါပါလေချောင်းမူလုံး2ချောင်းပဲနော်ဒါတွေကဒီ2တို့4တို့ဆိုတာတန်ချောင်းရဲ့နံပါတ်တွေပြောတာတော့ကိုဆွဲပြီးတော့တခါတည်းထွက်လာပြီဒီမှာ spacing တွေပါရေးပြီးသားပြီးတော့ benefit ယူထုတ်လို့ရတယ်ဒီမှာသွားနှိပ်ပြီးထုတ်လို့ရတယ်အဲ့ဒါကိုလိုက်ချရင်အရှိကြီးပဲမပြတော့ဘူးအဲ့ဒါနောက်တစ်ခေါက်ကြာမှပြမယ်အဲ့တော့ဒီ software အရန်ကောင်းပါတယ် site engineer တွေအတွက်အရန်အသုံးတဲ့ပါတယ်ဟိုလူလည်းသက်သာတယ်အချိန်ကုန်သက်သာတယ်အဲ့တော့ဒါကိုသုံးနေပါတယ်ကျေးဇူးတင်ပါတယ်